你别笑多呢了哈，俺那来钱呢，难你了呗。ဟာလုတ်ပြုတ်သွားတယ်လုတ်ထဲကကောင်းမတကောင်ပေါ့အသီးမခံနိုင်နဲ့အဆုံးစော့ထလိုက်တာအလုတ်ကပြုတ်ရောအဲ့တိုက်ခိုင်းရင်မှနေချင်လို့ရှိရင်ပိုက်ဆံဘယ်လောက်ရှင်ရလဲ ဘာလို့ဒီမှာလဲအရင်လဲဘေးမ ဟုတ်လား 你ငါ့ကိုယူမလားငါမေဆုံးမိတယ်ငါငားရတဲ့အိမ်မှာငါတယောက်တည်းနေရလေနေလိုက်နေလို့ရတယ်ဒါပေမဲ့ငါအိမ်မှာနေမယ်ဆိုရင်တော့ငါမိန်းမတော့ဖြစ်မှာပေါ့ဟာဘယ်လိုလဲနေမလားငါနဲ့ ငါငါ့ကိုအတီးယူမှာလား ငါနေကိုအပြောယူစရာလားအတိယူမှာပေါ့ဟာအတိယူမှာပေါ့အာငါနေကိုစီနေတာကြိတ်ကြိုက် ဒီပါလေဒီညတော့အိတ်ဆံမရှိမဲ့သူတို့ယောက်ျားယူလိုက်တာပဲကောင်းမှထင်ပါတယ်လိမ်မတို့ကတော့ကြီးစားတော့မထားဘူးလေလင်တန်းရတော့မယ်ဟေး ဘေးမရေကျဲနေတာဟာနေတော့ငါတက်ချွေရပြီ